Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ပိန်ဈေးပေါ့နော်ပိန်ဈေးအခုခေတ်မှာဝိတ်ချတဲ့နေရာမှာကျွန်တော်တို့ပိန်ဈေးတွေထိုးကြတယ်အဲ့တော့ပိန်ဈေးထိုးတဲ့နေရာမှာကျွန်တော်တို့ပိန်ဈေးအကြောင်းတွေကိုသိထားတဲ့အကြောင်းအရာလေးတွေရယ်ပြီးတော့ကျွန်တော်တို့အာဟာရဆိုင်ရာနဲ့ပတ်သက်ပြီးတော့သိထိုက်တာလေးတွေကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့ဒေါက်တာရာဇာအောင်ဖြစ်ပါတယ်အာဟာရဆိုင်ရာအထူးပြုဆရာအောင်ဖြစ်ပါတယ်ကျွန်တော်တို့ဝေးချတဲ့နေရာမှာတုံးတဲ့ထိုးဆေးတွေကတော့များစွာရှိတယ်ပေါ့နော်အဲ့ဒီမှာလာရာဂလူတိုက်ရှိတယ်စီမာဂလူတိုက်ရှိတယ်ပြီးတော့တာစီပတိုက်ဆိုတာလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟာသူတို့ရဲ့အလုံးလုံးပုံကိုကျွန်တော်တို့သိထားရမယ်အဲ့တော့ဒီထိုးဆေးတွေကသူတို့ထိုးပြီးသွားတဲ့အခါမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဘယ်လိုဖြစ်စေလဲဆိုရင်အစာစားခြင်းစိတ်ကိုကျွန်တော်တို့ကယုံနေစေတယ်နံပါတ်1အချက်ပေါ့နော်အဲ့တော့ဒုတိယအချက်အနေနဲ့ဆိုရင်အလွယ်တကူကျွန်တော်တို့ကပြည့်အင်လွယ်တယ်အဲ့တော့ဘိုက်ပြည့်တယ်ဘိုက်ပြည့်လွယ်တယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့စားလိုက်တဲ့အစားအသောက်တွေကခန္ဓာကိုယ်ထဲမှာအစာခြေဖြတ်နှုံးမှုနဲ့နည်းနည်းလေးလျော့ကျလာစေတယ်ပြီးတော့နောက်ဆုံးတစ်ချက်အနေနဲ့အရေးကြီးတဲ့အချက်ကတော့ကျွန်တော်တို့စီးကြိုသမားတွေမှာသွေးရင်းတကြားဓာတ်ကိုလည်းညှိပေးပါတယ်ခင်ဗျာโอเคကျွန်တော်တို့ဒီလိုဝိတ်ချတဲ့နေရာမှာဝိတ်ချတဲ့ထိုးဆေးတွေပန်တွေကိုအသုံးပြုပြီးတော့ဝိတ်ချခြင်းတစ်ခုတည်းပေါ့နော်ဒီထိုးဆေးတွေသုံးပြီးဝိတ်ချခြင်းတစ်ခုတည်းနဲ့တော့ healthy weight loss မဖြစ်နိုင်ပါဘူးခင်ဗျာအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဟာအစာအာဟာရကိုလည်းရေရှည်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို body ကိုကောင်းစွာပေါ့နော် weight loss ကိုထိန်းသိမ်းနိုင်မှုအတွက်ကိုကျွန်တော်တို့ဟာအစာအာဟာရပြမျှတတာစားသုံးပေးဖို့လည်းအရေးကြီးပါတယ်ခင်ဗျာအဲ့အတွက်ကြောင့်မို့လို့ balance diet လို့ခေါ်တဲ့အစာအာဟာရကိုမျှတအောင်စားသုံးပေးရပါမယ်အဲ့တော့ကျွန်တော်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပကံပြားပေါ့နော်ကျွန်တော်တို့နေ့စဉ်ထမင်းစားနေတဲ့ပကံပြားတစ်ချက်ကိုယူလိုက်ပါယူလိုက်တဲ့အခါမှာပကံပြားကိုကျွန်တော်တို့က၄ပုံပုံလိုက်နော်၄ပုံပုံလိုက်တဲ့အခါမှာတဝက်တိတိအဲ့တော့၄ပုံပုံ2ပုံပေါ့၄ပုံပုံ2ပုံမှာကျွန်တော်တို့ကအသီးအနှံနဲ့အသီးအရွက်လေးတွေကိုစားသုံးပေးရပါမယ်အဲ့တော့ကြံတဲ့၄ပုံပုံ2ပုံမှာ၄ပုံပုံ1ပုံကိုကျွန်တော်တို့အသားငါးနဲ့ကြက်ဥတွေကိုအသားဓာတ်ကိုလုံလောက်စွာရဖို့စားသုံးပေးမယ်ပြီးတော့ကြံတဲ့၄ပုံပုံ1ပုံမှာကျွန်တော်တို့ထမင်းပေါ့နော်ထမင်းစားလို့ရတယ်ဂျုံနဲ့ပတ်သက်တာတွေစားလို့ရတယ်ခောက်ဆွဲပေါ့နော်ဒါမျိုးတွေစားပြီးလို့ရပါတယ်အဲ့တော့အဲ့ဒီအခြေအနေမှာဆိုရင်ကျွန်တော်တို့ကဒီ plate တိုင်းလေးပေါ့နော် plate တိုင်းလေးကို model လေးနဲ့စားပေးမယ်ဆိုရင်ကျွန်တော်တို့နေ့စဉ်ဘဝအတွက်လိုအပ်နေတဲ့ကျွန်တော်တို့အတွက်ဝိတ်ချခြင်းတွေမှာအများသောအားဖြင့်အရန်အရေးပါတယ်ကျွန်တော်တို့ကအသားဓာတ်ပေါ့နော် protein ဓာတ်တချို့ဆိုရင်ဝိတ်ချတဲ့အချိန်မှာကြွက်သားတွေဆုံးရှုံးပြီးတော့ပိန်လီပြီးတော့ဘလို့မှကြည့်မကောင်းဘူးဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ကအသားဓာတ်ကိုလည်းလုံလုံလောက်စားသုံးပေးဖို့အတွက်အသားတွေကြက်ဥတွေနှုတ်တွေပဲတွေကိုလည်းစားသုံးပေးဖို့လိုအပ်တယ်မျှတစွာစားရမှာပေါ့နော်အဲ့တော့နောက်တစ်ချက်အနေနဲ့ဆိုရင်ကျွန်တော်တို့နေ့တူကအလုပ်တွေလုပ်နေမယ်ပြီးတော့နောက်တစ်ခုကလေးတွေဆိုရင်လည်းစာကြက်မယ်လူကြီးတွေဆိုရင်လည်းနေ့တူကသူတို့ရဲ့ရှင်သန်သွားလာလှုပ်ရှားဖို့အတွက်ကို energy လိုအပ်တယ်အဲ့တော့ energy လိုအပ်ဖို့အတွက်ကျွန်တော်တို့ကကစီဓာတ်ကနေလည်း energy ရနိုင်တဲ့အတွက်ကြောင့်မို့လို့အနည်းဆုံးတော့ပေါင်မုတ်တို့ထမင်းတို့ကိုလည်းအနည်းငယ်တော့စားပေးရမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာအရေးကြီးတဲ့အမြင့်တက်ပေါ့နော်အဲ့တော့အမြင့်တက်ဟာဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာဘယ်လောက်အရေးကြီးလဲဆိုရင်အမြင့်တက်မရှိရင်ကျွန်တော်တို့ဝမ်းချုပ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့များသောအားဖြင့်လူတွေဒီနေ့ခေတ်မှာခံစားနေရတာဆိုရင် constipation လို့ခေါ်တဲ့ကျွန်တော်ဝမ်းချုပ်ခြင်းဝေဒနာကိုတော်တော်များများခံစားနေရတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က fiber ပေါ့နော်ဝမ်းချုပ်ခြင်းကိုတားဆီးပေးဖို့အတွက်ကာကွယ်ပေးဖို့အတွက် fiber အမြင့်တက်ပါတဲ့အစားအသောက်တွေဖြစ်တဲ့အသီးအနှံလေးတွေအသီးအရွက်လေးတွေကိုလည်းထည့်ပြီးတော့စားသုံးပေးရမှာဖြစ်ပါတယ်အဲ့ဒါမှလည်းကျွန်တော်တို့ကရေရှည်မှာ weight လဲကျမယ်ခန္ဓာကိုယ်အတွက်လည်း healthy ဖြစ်ပြီးတော့ကြာရှည်စွာ weight ကိုလည်းထိန်းသိမ်းသွားနိုင်မှာဖြစ်ပါတယ်ခင်ဗျာ